မြေပုံပေါ်မှာဆွဲလိုက်တဲ့မြင်းနှကြောင်အဲ့ဒီမြင်းနှကြောင်ကလူပေါင်းတန်းချီရဲ့ကန့်ကြမ္မာကိုပြောင်းလဲပစ်နိုင်တယ်လို့နိုင်ငံနှစ်ခုကြားမှာဆယ်စုနှစ်ပေါင်းများစွာကြာတဲ့စစ်မီးကိုလည်းမွေးမြူပေးနိုင်ပါတယ်တစ်ဖက်ကကြည့်ရင်ကြောက်ကမ်းပါနောက်တစ်ဖက်ကကြည့်ရင်လွင်ပြဖះเจ้าကလည်းတခုတည်းဒါပေမဲ့ပိုင်ရှင်ကနေရောက်ဖြစ်တဲ့အခါမှာပရိယာဗီဟီယာဟာကမ္ဘာအမွေနှစ်ထက်စစ်မြင့်ပင်တစ်ခုဖြစ်လာခဲ့ပါတယ်ပြင်သစ်ကိုလိုနီတွေခြံထားခဲ့တဲ့1909ခုနှစ်ကမြေပုံကနေ2025ခုနှစ်ရဲ့ခင်မီစစ်ပွဲတွေအထိဒီပဋိပက္ခတွေကဘာကြောင့်ဖြစ်ပွားနေရတာလဲဆိုတာကိုတော့ကျွန်တော်တို့ရဲ့ဘာမှနှုတ်ကနေတော့အတူတူလေ့လာကြည့်လိုက်အောင်ဒီအစီအစဉ်လေးကိုမတင်ဆက်ခင်မှာကျွန်တော်တို့ရဲ့ဘာမှနှုတ် channel လေးကို like and subscribe လေးလုပ်ထားပေးကြပါအောင်ခင်ဗျကဲအားလုံးပဲစတင်လိုက်ကြရအောင်တကယ်တော့ခမာရိုရဲ့တမိုင်းကြောင့်ဟာအရှိတောင်အာရှရဲ့ကြိုးရုပ်တစ်ခုပါပဲ900စုမှာဂျာယာဝါမန်နှစ်ကအခုဖနွမ်ကုလန်တောင်လို့ခေါ်တဲ့မဟင်ဒရာပရပတ္တတောင်ပေါ်မှာသူကိုယ်သူစัจ जा သေးမင်းလို့အဖြစ်ကြီးညာပြီးခမာအင်ပါယာကြီးကိုစတင်အုံမြင့်ချခဲ့ပါတယ်အဲ့ဒီအချိန်ကစလို့ခမာရိုဟာဟိန္ဒူအယူဆဖြစ်တဲ့ဒေဝရာဇာခေါ်တဲ့နတ်မင်းကြီးအုပ်ချုပ်မှုစနစ်နဲ့အတူဘုံမီနေလာတောက်ပနေတဲ့အချိန်ဖြစ်ပါတယ်ဒါဟာခမာရိုရဲ့ရွှေခေတ်လို့ပြောလို့ရပြီးသူတို့ရဲ့အာဏာစက်ကလည်းလက်ရှိကမ္ဘောဒီးယားနယ်နိမိတ်ထက်အများကြီးကိုပိုကျယ်ခဲ့ပါတယ်ထိုင်းနိုင်ငံရဲ့အရှေ့ပိုင်းနဲ့တောင်ပိုင်းလာအိုနိုင်ငံနဲ့ဗီယက်နမ်တောင်ပိုင်းအထိခမာအင်ပါယာကြီးကိုလွှမ်းမိုးအုပ်ချုပ်နိုင်ခဲ့တာဖြစ်ပါတယ်ဒေဝရာဇာလို့ခေါ်တဲ့နတ်မင်းကြီးအယူအဆရဘုရင်ကနတ်ဖျားရဲ့ကိုယ်ပွားဖြစ်ပြီးတော့ဘုရင်တိဆောက်တာမှန်တည်းဖျားเจ้าမကလည်းကမ္ဘာဘိုလ်ချက်မေရုတောင်ကိုကိုစားပြုပါတယ်ပရိယာဟီဗီယာဖျားเจ้าကလည်းဒီယူဆရဲ့ပြရုပ်တစ်ခုဖြစ်ပြီးတောင်ချီမှတောင်ထိပ်အထိ800မီတာခန့်ရှည်လျားတဲ့လေကထက်များနက်လံများဖြင့်တိဆောက်ထားပါတယ်ဒီဖျားเจ้าကိုစစ်တရာစုမှာဒုတိယဝါမန်1နဲ့ဒုတိယဝါမန်2လက်ထက်တော့မှာအထွတ်ထိပ်ရောက်ခဲ့ပါတယ်ခမာတို့ကယနေ့ထိုင်းနိုင်ငံရဲ့အရှေ့မြောက်ပိုင်းအိုက်ဆန်တစ်ခုလုံးကိုစိုက်ပျိုးရေးနဲ့စစ်ရေးဘိုးဌာနအဖြစ်အသုံးပြုခဲ့ပြီးထိုဒေသမှာရှိတဲ့ထိုင်းလူမျိုးနွယ်စုကိုလည်းအုပ်ချုပ်ခဲ့ပါတယ်ဘုံမီနေလာတောက်ပခဲ့တဲ့ခမာအင်ပါယာကြီးဟာ73ရာစုနောက်ပိုင်းကိုရောက်တဲ့အခါမှာတော့မမျှော်လင့်ပဲမိမ့်မိန်စာပြုလာပါတယ်စီးပွားရေးကျဆင်းမှုနဲ့အတူရာသီဥတုဖောက်ပြန်မှုတွေကြောင့်အင်ပါယာရဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့စိုက်ပျိုးရေးစနစ်ဟာစတင်ပြိုလဲလာခဲ့ပါတယ်ဒါဟာအင်ပါယာကြီးရိုင်နဲ့လာစေတဲ့ပထမဆုံးအချက်ပါပဲဒီလိုအင်အားချိနဲ့လာတဲ့အချိန်မှာပဲခမာရိုရဲ့လက်အောက်ခံနယ်ဖြစ်တဲ့ယူရီးယားနယ်မြေအချို့ဟာလည်းလက်လွတ်ခဲ့ရပြီး1350ခုနှစ်မှာတော့ဘုရင်ဦးထောင်ကင်ဦးထောင်ကနေပြီးတော့အယုဒ္ဓယဆိုတဲ့နိုင်ငံတစ်ကိုတည်ထောင်ကခမာရိုရဲ့ပြိုင်ဖက်ဖြစ်ပေါ်ထွက်လာခဲ့ပါတယ်တကယ်တော့အယုဒ္ဓယဟာခမာရိုစီကနေစစ်ရေးအသက်ပညာနဲ့အုပ်ချုပ်ရေးစနစ်ကိုတင်ယူခဲ့တဲ့တပည့်ဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာတော့ဆရာကိုပြန်လဲတိုက်ခတ်တဲ့သခင်ဖြစ်လာခဲ့ပါတယ်1430ခုနှစ်မှာတော့အယုဒ္ဓယတပ်တွေဟာခမာရိုရဲ့မြို့တော်အန်ကောကိုဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ဒီတိုက်ပွဲဟာတာမန်နယ်မြေလူတိုက်ပွဲမဟုတ်ပါဘူးဒါဟာခမာရိုရဲ့ယဉ်ကျေးမှုအမြင့်ကိုတူးထုတ်လိုက်တဲ့တိုက်ပွဲတစ်ခုဖြစ်ပါတယ်ထိုင်းတို့ဟာခမာနန်းတွင်ထက်ကတန်ဖိုးမဖြစ်နိုင်တဲ့ကျန်းကန်တွေဂီတတွေအကတွေပြည်သူကပညာရှင်တွေနဲ့ဘေးရင်ဆရာတွေအထိအယုဒ္ဓယစီကိုအစုလိုက်အပြုံလိုက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်ယနေ့တိုင်ကမ္ဘောဒီးယားသားတွေရဲ့ယင်ထဲမှာထိုင်းတို့ရဲ့ယဉ်ကျေးမှုကငါတို့စီကခိုးယူထားတဲ့အမွေတွေပါလို့နာကျင်စွာခံယူရခြင်းရဲ့အရင်းမြစ်ဟာဒီ1430ခုနှစ်ရဲ့ဖြစ်ရပဲဖြစ်ပါတယ်19ရာစုအလဲပိုင်းကာလဟာအရှိတောင်အာရှအတွက်တော့တကယ်ကိုကြောက်စရာကောင်းတဲ့အပြောင်းအလဲတွေနဲ့စတင်ခဲ့တဲ့အချိန်ပါဥရောပအင်အားကြီးနိုင်ငံတွေဟာအရှိတောင်အာရှနိုင်ငံတွေကိုတစ်ခုပြီးတစ်ခုဝါမြူနေတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာစီယန်လို့ခေါ်တဲ့ထိုင်းနိုင်ငံဟာနေချက်အင်အားကြီးနှစ်ခုဖြစ်တဲ့ဗြိတိရှနဲ့ပြင်သစ်နိုင်ငံတို့ကြားမှာဂျာခန့်နိုင်ငံအဖြစ်ရပ်တည်ပြီးမိမိရဲ့အချုပ်အခြာအာဏာကိုမဆုံးရှုံးအောင်လဲအသေးအတန်စ조사ခဲ့ရပါတယ်ထိုင်းနိုင်ငံကိုပြန်ကြည့်ရမယ်ဆိုရင်ထိုင်းတို့ရဲ့အယုဒ္ဓယရွှေခေတ်ဟာ1968ခုနှစ်မှာမြန်မာဘုရင်စင်ဖြူရှင်မင်းတရားကြီးရဲ့လက်ချက်နဲ့အစိမ့်စိမ့်မောင်မောင်ဖြစ်ခဲ့ပြီးနောက်ပိုင်းမှာဘုရင်တဆင်ကဆိုင်းရန်ထိုင်းနိုင်ငံကိုပြန်လည်တည်ထောင်ခဲ့ပါတယ်ဒီဘုရင်ဟာထိုင်းလူမျိုးတွေရဲ့တ
မိုင်းမှာနာမည်ကြီးပြီးမြန်မာတပ်တွေကိုတော်လန်ခက်တူဖြစ်တယ်လို့ယခုထိုင်းနိုင်ငံရဲ့ဖြစ်အောင်လဲပထမဆုံးအုံမြင့်ချပေးတဲ့သူလည်းဖြစ်ပါတယ်ထိုင်းနိုင်ငံကိုစူးစီးပြီးတဲ့နောက်မြို့တော်တွန်ဘူရီကိုတည်ထောင်ခဲ့ပါတယ်ဒါပေမဲ့1982ခုနှစ်မှာဒဆင်ကိုစိတ်ယောဂရှိတဲ့ဆိုပြီးတော့နန်းချကွန်မြက်ခဲ့ပြီးတဲ့နောက်မှာတော့ယခုထိုင်းနိုင်ငံရဲ့ဘုရင်ဖြစ်ခဲ့တဲ့ချက်ဂရီမင်းဆက်ရဲ့ပထမဆုံးဘုရင်ဖြစ်တဲ့ကြောက်ဖျားချက်ဂရီဟာယာမတစ်အဖြစ်နဲ့နန်းသက်လာခဲ့ပါတယ်ချက်ဂရီမင်းဆက်လက်ထက်မှာထိုင်းနိုင်ငံရဲ့အုပ်မြစ်ဟာအခြေကျခဲ့ပြီးဖြစ်တယ်လို့ယခုထိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်ကိုလည်းတည်ထောင်ခဲ့ပြီးနိုင်ငံဟာဒေသအတွင်းမှာအင်အားကြီးနိုင်ငံဖြစ်လာခဲ့ပါတယ်ချက်ဂရီမင်းဆက်လက်ထက်မှာထိုင်းရဲ့ဩဇာအာဏာဟာလာအိုကမ္ဘောဒီးယားမလေးကျွန်းဆွယ်မြောက်ပိုင်းနဲ့မြန်မာနိုင်ငံရှမ်းပြည်တောင်ပိုင်းအထိကျေပြန့်ခဲ့ပါတယ်ဒီကြားထဲမှာပဲ1863ခုနှစ်မှာကြီးမားတဲ့တမိုင်းအလဲအပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်အန်ကောကြဆုံပြီးကတည်းကအစိတ်စိတ်အမောင်မှာပြိုကွဲနေတဲ့ခမာလူမျိုးတွေဟာထိုင်းနဲ့ဗီယက်နမ်တို့ကြားမှာညက်နေပြီးနှစ်ဖက်စလုံးရဲ့စစ်ရေးဖိအားကိုခံနေရတာပါဒီဖိအားတွေကြားကလွတ်မြောက်ဖို့အတွက်ကမ်ဘောဒီးယားဘုရင်နိုရွန်တွန်ဟာပြင်သစ်ရဲ့အဆောင်အရှောက်ခံယူပြီးခိုလုံဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီအချက်ကထိုင်းတို့အတွက်တော့နှစ်ပေါင်းများစွာအပိုင်စားခဲ့တဲ့သူတို့ရဲ့ဩဇာခံနေမြေတစ်ခုကိုလက်လွတ်လိုက်ရတာပါပဲ1863ခုနှစ်ကစလွတ်လပ်ရေးရခဲ့တဲ့1953ခုနှစ်တည်းနှစ်ပေါင်း60နီးပါးကြာအောင်ခမာတို့ဟာပြင်သစ်ကိုလိုနီလက်အောက်မှာဖျက်တမ်းခဲ့ကြရပါတယ်ဒါဟာကိုလိုနီဖြစ်နေပေမဲ့လည်းသူတို့ရဲ့နှလုံးသားထဲမှာတော့အမျိုးသားရေးစိတ်ဓာတ်ကဘယ်တော့မှပျောက်ကွယ်မသွားခဲ့ပါဘူးကမ္ဘောဒီးယားလူဦးရေရဲ့90%ကျော်ဟာသူတို့ကိုသူတို့ရှေ့ဟောင်းခမာအင်ပါယာကြီးကနေပြီးတော့ဒါရိုက်စင်သက်လာတဲ့ခမာတွေစစ်တွေလို့ပြင်းပြင်းထန်ထန်ခံယူကြပါတယ်ဒီယုံကြည်မှုကြောင့်ပဲခမာအင်ပါယာကြီးကဖန်တီးခဲ့တဲ့ခန္ဓာတဲ့ယဉ်ကျေးမှုတွေပြည်သူကအမှုပညာတွေနဲ့ပရိယာဗီဟီယာလိုဖျားเจ้าကြီးတွေကသူတို့ရဲ့ဘဝပိုင်းအစစ်အမှန်တွေဖြစ်ပါတယ်ဒါဟာငါတို့လူမျိုးနဲ့ပဲတက်ဆိုင်နေတော့အခိုင်အမာယုံကြည်ခဲ့ကြတာပါဒီလိုပြင်းထန်တဲ့မျိုးချစ်စိတ်တဲ့ဟာနောက်ပိုင်းမှာဖြစ်လာမယ်ထိုင်းနိုင်ငံနဲ့နယ်နိမိတ်အငင်းပွားမှုတွေမှာကမ်ဘောဒီးယားသားတွေအလျှော့မပေးပဲတိုက်ပွဲဝင်ဖို့တွန်းအားပေးခဲ့တဲ့အဓိကဝိညာဉ်တစ်ခုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့19ရာစုနောက်ပိုင်းမှာထိုင်းဟာဗြိတိရှ်အင်ပါယာနဲ့ပြင်သစ်အင်ပါယာတို့ရဲ့နေမြေချက်ထွင်မှုနဲ့စစ်ရေးဖိအားတွေကြောင့်ယခုထိုင်းနိုင်ငံအရွယ်အစားအထိသေးငယ်သွားပြီးနေမြေအမြောက်အများကိုလက်လွတ်ခဲ့ရပါတယ်ဒီဆုံးရှုံးသွားတဲ့နေမြေတွေဟာနောက်တစ်ချိန်မှာဗြိတိရှ်နဲ့ပြင်သစ်လက်အောက်ကနေလွတ်လပ်ရေးရခဲ့တဲ့ကိုလိုနီနိုင်ငံတွေကပိုင်ဆိုင်ခဲ့ပါတယ်တခြားတစ်ဖက်မှာတော့ထိုင်းလူမျိုးရေးဝါဒီတွေက1863ကနေ1909အထိကာလကိုအရှက်ရစေတဲ့ရာစုနှစ်လို့ခါခါတီတီတတ်မှတ်ခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့ထိုင်းဘုရင်တွေဟာနိုင်ငံရဲ့လွတ်လပ်ရေးကိုမဆုံးရှုံးစေဖို့အတွက်သူတို့ပိုင်ဆိုင်တဲ့လာအိုကမ်ဘောဒီးယားနဲ့မလေးကျွန်းဆွယ်ကနေမြေအမြောက်များကိုပြင်သစ်နဲ့ဗြိတိချတို့ထံအပေးယူလုပ်ပြီးပေးအပ်ခဲ့ရလို့ပါထိုင်းတမိုင်းမှာတော့ဒီနာကျင်စရာအခြေအနေကိုလက်တစ်ဖက်ကိုအပြက်ခံပြီးခန္ဓာကိုယ်တစ်ခုလုံးကိုကေတင်ခဲ့ရတယ်လို့ယနေ့တိုင်တင်စားပြောဆိုလေရှိပါတယ်ဒါကြောင့်လဲယခုကမ်ဘောဒီးယားနဲ့အငင်းပွားဖြစ်နေတဲ့ဖျားကြောင်ပြဿနာဟာကိုလိုနီစနစ်ကြောင့်ခံခဲ့ရတဲ့မတရားမှုလို့ထိုင်းတွေဘက်ကဆွဆွဲကြတာပါဒီပဏိပခရဲ့အစကတော့1904နဲ့1909ခုနှစ်တည်းမှာချုပ်ဆွခဲ့တဲ့ပြင်သစ်စီယံစာချုပ်ကနေစတင်ဖြစ်လာခဲ့ပါတယ်ဒီစာချုပ်ဟာယခုထိုင်းကမ်ဘောဒီးယားနယ်နိမိတ်မြေတွေကိုသတ်မှတ်ပေးခဲ့တာလည်းဖြစ်ပါတယ်ပရိယာဟီဗီယာပဏိပခရဲ့အဓိကတရားခံကိုပြပါဆိုရင်1904နဲ့1909ခုနှစ်မှာချုပ်ဆိုခဲ့တဲ့ပြင်သစ်စီယံနယ်နိမိတ်စာချုပ်ကိုပဲလက်ညှိုးထိုးရမှာဖြစ်ပါတယ်ဒီစာချုပ်ဟာယနေ့တိုင်ဖြစ်ပွားနေတဲ့တွေးထွက်တန်ယုံမှုတွေရဲ့အစပြိုခြင်းပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကနိုင်ငံစလုံးသဘောတူခဲ့တဲ့အခြေခံမူကတော့အလွန်ရိုးရှင်းပါတယ်နေဆက်မြင်းကိုဒန်ဂရက်တောင်တန်းရဲ့တဘာဝရေဝေရေလဲမြင်းဝါတာလိုင်းအတိုင်းသတ်မှတ်ဖို့ပါပဲဆိုလိုတာကတော့တောင်ထိပ်ပေါ်ကမိုးရွာချလိုက်လို့ရေတွေထိုင်းဘက်ကိုစီးဆင်းသွားရင်အဲ့ဒီနေရာဟာထိုင်းပိုင်နဲ့ကမ်ဘောဒီးယားဘက်ကိုစီးဆင်းသွားရင်ခမာပိုင်နဲ့ဖြစ်ရမှာပါတကယ်လို့ဒီတဘာဝတရားရဲ့မူအတိုင်းသာဆိုရင်
ပရိယာဟီဗီယာဖျားเจ้าဟာတောင်ထိပ်ရဲ့အစွန်ဆုံးနဲ့အမြင့်ဆုံးနေရာမှာရှိတာမလို့ထိုင်းနိုင်ငံဘက်မှာရာနှုန်းပြည့်ရှိနေတာဖြစ်ပါတယ်ဒါပေမဲ့ဒီနေရာမှာပဲပြင်သစ်တို့ရဲ့ပရိယေကစတင်ပါတော့တယ်အဲ့ဒီခေတ်ကထိုင်းတွေဟာခင်မီမြေပုံဆွဲအသက်ပညာမှာအလွန်အားနည်းခဲ့ပါတယ်နယ်နိမိတ်စီးမြင့်ကိုမြေပုံအဖြစ်တကယ်တမ်းပြောင်းလဲရေးဆွဲတဲ့အခါမှာတော့ပြင်သစ်ပညာရှင်တွေကစာချုပ်ပါရေဝေရေလဲမြင့်ကိုလုံးဝဂရုမစိုက်တော့ပဲသူတို့စိတ်ကြိုက်မြေပုံကိုရေးဆွဲခဲ့ပါတယ်တကယ်တမ်းမြေပုံထွက်လာတဲ့အခါမှာတော့ပြင်သစ်တို့ရဲ့မြေပုံဟာစာချုပ်ပါရေဝေရေလဲမြင့်နေကနေအတော်လေးကိုတွေးပြီးနေခဲ့ပါတယ်ပိုပြီးထူးဆန်းတာကပြင်သစ်တို့ကိုယ်တိုင်ထုတ်ဝေခဲ့တဲ့မြေပုံတွေမှာတော့နယ်နိမိတ်မြင်းတွေဟာတစ်ခုနဲ့တစ်ခုမတူညီပဲကွဲလဲနေတာပါအစောပိုင်း1904ခုနှစ်မှာထုတ်ဝေခဲ့တဲ့မြေပုံတွေအရဆိုရင်ပရိယာဗီဟီယာဖျားเจ้าဟာထိုင်းနိုင်ငံပိုင်နယ်ထဲမှာရှိနေခဲ့တာပါဒါပေမဲ့1909ခုနှစ်မှာတော့ပြင်သစ်မြေပုံကျွမ်းကျင်သူတွေကနောက်တစ်ချိန်ပြန်ထုတ်တဲ့အခါမှာတော့စာချုပ်ပါမှုကိုလုံးဝဂရုမစိုက်တော့ပဲနယ်နိမိတ်မြင်းကိုထိုင်းဖက်ထဲတို့ခိုးပြီးကွေးတွန်းလိုက်ပြီးတော့ဖျားเจ้าကိုကမ်ဘောဒီးယားဒါမှမဟုတ်ပြင်သစ်ကိုလိုနီလက်ထဲလို့အလုံးအရင်ထည့်သွင်းလိုက်ပါတော့တယ်။တမိုင်းမှာတော့အလွန်နာမည်ကြီးတဲ့မြေပုံချင်းတစ်ခုဖြစ်ပါတယ်။ပိုပြီးဝမ်းနည်းစရာကောင်းတာတော့ပြင်သစ်တို့ဆွဲတဲ့ဒီ1909ခုနှစ်မြေပုံကိုဘန်ကောက်အစိုးရစီမှာပို့တဲ့အခါမှာထိုင်းအေးရရှိတွေကဒေချာစစ်စီချင်းမရှိပဲလက်ခံခဲ့ကြတာပါ။စာချုပ်ထဲကစာသားအရာဆိုရင်ငါတို့ပိုင်ဆိုင်တာပဲဆိုတဲ့ယုံကြည်ချက်နဲ့မြေပေါ်ကနယ်နိမိတ်မြင်းတွေအကွေးကောက်တွေကိုတတိမထားမိခဲ့ကြပါဘူးဒီလိုနဲ့စကားနဲ့စာချုပ်ကတစ်မျိုးလက်တွေ့မြေပုံကတစ်မျိုးဖြစ်နေတဲ့ဒီဘုံဟာ1930ကျော်အထိထိုင်းတို့တတိမထားမိပဲငြိမ်သက်နေခဲ့ပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ဒီမြေပုံကြောင့်ပဲနိုင်ငံစလုံးဘယ်တော့မှပြင်မဆုံနိုင်တဲ့လမ်းခွဲကိုရောက်သွားရပါတော့တယ်အစောပိုင်းကာလတွေမှာထိုင်းအစိုးရဟာပြင်သစ်တို့ရဲ့မြေပုံလက်ကွက်တွေကိုတတိမထားမိခဲ့ကြပါဘူးဒါပေမဲ့1930ပြည့်နှစ်ဝန်းကျင်ရောက်လို့ထိုင်းအစိုးရကနေဆက်စီးမြင့်တွေကိုမြေပြင်စင်တိုင်းတာစစ်ဆေးတဲ့အခါမှာတော့အားလုံးဟာတုံလောက်သွားခဲ့ကြပါတယ်မိမိတို့ဟာပါရီတာရီရဲ့ဂျင်းကိုအကြီးကျယ်မိနေပြီဆိုတာကိုသိလိုက်ရလို့ပါပဲစာချုပ်ပါရေဝေရေလဲမြင်းနဲ့မြေပုံပေါ်ကမြင်းဟာမိုင်ပေါင်းများစွာကွာခြားနေပြီးတော့ပရိယာဗီဟီယာအပါအဝင်အဖိုးတန်နယ်မြေတွေဟာပြင်သစ်လက်ထဲရောက်နေခဲ့တာပါဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာတဲ့အခါမှာတော့ထိုင်းနိုင်ငံဟာအိတ်စစ်ဝင်ယူတန်းအဖွဲ့ဝင်အဖြစ်နဲ့ဂျပန်နဲ့မဟာမိတ်ဖွဲ့လိုက်ပါတယ်ဒါဟာထိုင်းတို့အတွက်ပြင်သစ်ထံဆုံးရှုံးသွားတဲ့နယ်မြေတွေကိုပြန်လည်ရယူဖို့အခွင့်အရေးတစ်ခုဖြစ်လာခဲ့ပါတယ်ဂျပန်တို့ရဲ့အကူအညီနဲ့အတူထိုင်းဟာပြင်သစ်ထံပေးလိုက်ရတဲ့နယ်မြေတချို့ကိုစစ်အတွင်းမှာနှစ်အနည်းငယ်ကြာပြန်လည်သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့ပါတယ်ဒါဟာထိုင်းလူမျိုးရေးသမားတွေအတွက်တော့အောင်ပွဲတစ်ခုပါပဲဒါပေမဲ့ဒီအောင်ပွဲကကြာရှည်မခံခဲ့ပါဘူးဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားတဲ့အချိန်မှာတော့အနိုင်ရတဲ့နိုင်ငံဖြစ်တဲ့ပြင်သစ်ဟာကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့အမြဲတမ်းအဖွဲ့ဝင်ဖြစ်လာခဲ့ပါတယ်ဒီအချိန်မှာပြင်သစ်တို့ဟာထိုင်းတို့ကိုအကွက်ကြကြကြက်ကင်ပါတော့တယ်ဂျပန်အကူအညီနဲ့တင်ထားတဲ့နယ်မြေတွေကိုပြင်သစ်ထံပြန်မပေးဘူးဆိုရင်ထိုင်းနိုင်ငံကိုကုလသမဂ္ဂအဖွဲ့ဝင်အဖြစ်ကနေဝင်ခွင့်မရအောင်သူတို့ရဲ့ဗီတိုအာဏာနဲ့ပိတ်ပင်မယ်လို့ချိန်ချောက်ခဲ့တာပါနိုင်ငံတကာမိသားစုဝင်အဖြစ်အတိမတ်ပြုခံရဖို့အရေးကြီးနေတဲ့ထိုင်းတို့ဟာနောက်ဆုံးမှာတော့မတက်တာတဲ့အဆုံးပြင်သစ်တို့ကိုအလျှော့ပေးပြီးနယ်မြေအားလုံးကိုပြန်ပေးခဲ့ရပါတော့တယ်1950ကျော်ကာလတွေမှာတော့ပြင်သစ်တို့ရဲ့ကိုလိုနီအုပ်ချုပ်ရေးဟာအင်ဒိုချိုင်းနာကျွန်းဆွယ်မှာပြိုလဲလာခဲ့ပါတယ်ပြင်သစ်တို့ဟာလက်အောက်ခံနိုင်ငံတွေကိုလွတ်လပ်ရေးပေးပြီးထွက်ခွာသွားခဲ့ပေမဲ့သူတို့ခြံရစ်ခဲ့တဲ့မမျှတတဲ့မြေပုံတွေကတော့ထိုင်းနဲ့အတစ်ဆက်ဆက်လွတ်လပ်ရေးရလာခဲ့တဲ့ကမ်ဘောဒီးယားနိုင်ငံတွေကြားမှာဖြစ်ရှင်းလို့မရနိုင်တဲ့စစ်မီးကိုမွေးမြူပေးခဲ့ပါတယ်။တမိုင်းမှာအမားတသေးလေးတစ်ခုဟာနောက်တစ်ချိန်မှာနိုင်ငံအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ်။ဒါဟာထိုင်းနိုင်ငံအတွက်နိုင်ငံတကာတရားရုံးမှာအထိနာဆုံးဖြစ်စေတဲ့အချက်ဖြစ်လာခဲ့ပါတယ်။အထိနာစေဆုံးအချက်ဖြစ်လာခဲ့တဲ့1930ခီးစဉ်ပါပဲ။အဲ့ဒီနှစ်မှာထိုင်းနိုင်ငံရဲ့ထင်ရှားတဲ့ပညာရှင်နဲ့တော်ဝင်မျိုးနွယ်ဖြစ်သူမင်းသားကြီးဒန်ရန်ဟာပရိယာဗီဟီယာဖျားเจ้าကိုလေးလာဖို့တွားရောက်ခဲ့ပါတယ်
မင်နာရောက်ရှိတော့အချိန်မှာတော့ပြင်သစ်အရာရှိတွေကစစ်ရေးပြနှုတ်ဆက်ကြပြီးဖျားကြောင်ဝင်းအတွင်းမှာပြင်သစ်အလံကိုခန်းခန်းနာနာလွင့်ထူထားတာကိုမြင်တွေ့ခဲ့ရပါတယ်။ဒါပေမဲ့ထူးဆန်းတာကမင်နာကြီးဟာသူတို့ရဲ့နေမြေလို့ယူဆထားတဲ့နေရာမှာဒဇိန်အလံလွင့်ထားတာကိုမြင်ပါရဲ့နဲ့တစုံတရာတရားဝင်ကန့်ကွက်ခဲ့ခြင်းမရှိပါဘူး။ဥပဒေအမြင့်အရာတော့ငြိမ်သက်နေခြင်းကလက်ခံခြင်းလို့အဓိပ္ပာယ်တက်ရောက်သွားပါတယ်။ဒီတိတ်ဆိတ်မှုဟာနောင်နှစ်ပေါင်း30အကြာမှာတော့ကမ္ဘောဒီးယားအတွက်အားအကောင်းဆုံးဥပဒေလက်နက်တစ်ခုဖြစ်လာခဲ့ပါတယ်။1953ခုနှစ်မှာကမ္ဘောဒီးယားနိုင်ငံလွတ်လပ်ရေးရပြီးနောက်မှာတော့ထိုင်းနိုင်ငံဖျားเจ้าကိုစစ်တပ်နဲ့ပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ဒါကိုကမ္ဘောဒီးယားကကျင့်နဲ့ခြင်းမရှိဘဲနဲ့ကုလသမဂ္ဂနိုင်ငံတကာတရားရုံး ICJ ထံတိုင်ကြားခဲ့ပါတယ်။ဒါဟာကမ္ဘာသမိုင်းမှာထင်ရှားတဲ့အိမ်နီးချင်းနှစ်နိုင်ငံရဲ့ဥပဒေတိုက်ပွဲရဲ့စတင်ခြင်းပါပဲ။ဥပဒေတိုက်ပွဲမှာဆိုရင်ထိုင်းရဲ့ရှောက်လဲချက်ကမူလစာချုပ်ထဲမှာနေဆက်ကိုရေဝေရေလဲမြင့်အတိုင်းတက်မှတ်ဖို့ပါပြီးသားပါပြင်သစ်တို့ဆွဲတဲ့မြေပုံကအမားကြီးဖြစ်နေလို့ဒီဖျားเจ้าဟာကျွန်တော်တို့ပိုင်တဲ့ထဲမှာပဲရှိနေရမှာပါလို့ထိုင်းကထုချေပါတယ်ကမ်ဘောဒီးယားရဲ့တုံ့ပြန်မှုကတော့မြေပုံအမားဖြစ်ရင်လဲခမည်းတော်နှစ်ပေါင်း50ကြာအောင်ဘာလို့နှုတ်ဆက်နေခဲ့ရတာလဲ1930ခုနှစ်မှာမင်းသားကြီးကိုတိုင်လာတော့ကတော့ပြင်သစ်အလံအောက်မှာအခမ်းအနားကိုကြည်ကြည်နက်နက်လက်ခံခဲ့တယ်မဟုတ်လားလို့ပြန်လဲတိုက်စစ်ဆင်ခဲ့ပါတယ်တရားရုံးရဲ့အဆုံးအဖြတ်1962ခုနှစ်ဇွန်လ15ရက်မှာတော့ကဘာကစောင့်ကြည့်နေတဲ့အမိန့်ကိုချမှတ်ခဲ့ပါတယ်တရားရုံးက6မဲ3မဲနဲ့ပရိယာဗီဟီယာဖျားကြောင်းဟာကမ်ဘောဒီးယားပိုင်ဖြစ်ကြောင်းဆုံးဖြတ်ခဲ့ပါတယ်တရားရုံးရဲ့အဓိကအမြင်ကတော့စာချုပ်ပါမူလစာသားတွေထက်နှုတ်နှစ်ဖက်လက်ခံအသုံးပြုခဲ့တဲ့မြေပုံနဲ့ထိုင်းတို့ရဲ့ကာလကြာရှည်စွာညီတက်မှုကတာပိုပြီးအရေးကြီးတယ်လို့ယူဆခဲ့တာပါဒီဆုံးဖြတ်ချက်ကြောင့်ထိုင်းနိုင်ငံသားတွေဟာတနိုင်ငံလုံးဝန်တွေပူဆွေးခဲ့ရတယ်လို့အဲ့ဒီအချိန်တုန်းကထိုင်းဝန်ကြီးချုပ်တန်နွန်ကတော့ကျွန်တော်တို့ဟာလက်နဲ့မပါပဲဓမြတိုက်မှုကိုခံလိုက်ရတာပဲဖြစ်တယ်လို့နာနာချင်းချင်းပြောကြားခဲ့ပါတော့တယ်1962ခုနှစ်တရားရုံးရဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာချိန်မှာတော့ထိုင်းပြည်သူတွေဟာတနိုင်ငံလုံးအတိုင်းအတာနဲ့လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပါတယ်။ထိုင်းအစိုးရဟာတရားရုံးရဲ့ရလဒ်ကိုတရားဝင်လက်ခံဖို့ညှင်းဆို့ခဲ့တယ်လို့အဲ့ဒီအချိန်ကဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးတန်နွန်ကလည်းကဘာကိုတုံ့လို့စေမဲ့ကြီးညာချက်တစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။သူကငါတို့ဟာဖျားကြောင်အဆောက်အအုံကိုပဲပေးတာဘေးပပတ်လေကမြေတွေကတော့ငါတို့ပိုင်တဲ့မြေတွေပဲလို့ဆိုလိုကဖျားကြောင်ရဲ့အဆက်မှာတင်တန်ဆူဂျိုချန်စီယိုတွေကိုအခိုင်အမာခတ်လိုက်ပါတော့တယ်ဒီနေရာမှာပရိယာဗီဟီယာဖျားကြောင်ရဲ့ထူးခြားလာတဲ့ပထဝီဝင်အနေအထားကိုတိထားဖို့လိုပါတယ်ဖျားကြောင်ဟာကပယံလို့ခေါ်တဲ့ပေ1500ကျော်မြင့်နဲ့မတ်ဆောက်လာတဲ့ကြောက်ကံပါအစွန်းမှာတည်ရှိနေတာပါကမ်ဘောဒီးယားဖက်ကနေကြည့်ရင်ဖျားကြောင်ဟာကောင်းကင်ဘုံကဘုံဗိမှန်လိုပါပဲကမ်ဘောဒီးယားသားတွေဖျားเจ้าကိုလာချင်းမတ်ဆောက်လာတဲ့ကြောက်ကံမကြီးကိုခက်သွားတဲ့ရမှာဖြစ်ပြီးတော့ထိုင်းဖက်ကနေဆိုရင်တော့ပြည့်ပြည့်တဲ့လမ်းအတိုင်းလမ်းလျှောက်ရုံနဲ့ရောက်နိုင်တာပါထိုင်းတို့ဟာဒီအာတချက်ကိုအသုံးချပြီးဖျားเจ้าပတ်လေကမြေတွေနဲ့ဝင်ထွက်လမ်းအားလုံးကိုပိတ်ဆို့ထားလိုက်ပါတယ်ဒါဟာကမ်ဘောဒီးယားအတက်တော့အလွန်ခါးသီးတဲ့အခြေအနေပါသူတို့ဟာဖျားเจ้าကိုပိုင်ဆိုင်ခွင့်ရလိုက်ပေမဲ့လက်တွေ့မှာတော့ဖျားเจ้าစီကိုတောက်လို့မရတဲ့တကားမရှိတဲ့အိမ်ကိုပိုင်ဆိုင်ရတယ်လို့ဖြစ်ခဲ့ပါတယ်ဒီချန်စီယိုပြဿနာဟာအိမ်နီးချင်းနိုင်ငံကြားမှာဆယ်စုနှစ်ပေါင်းများစွာကြာတဲ့အထိမပြီးဆုံးနိုင်တဲ့အငြင်းပွားမှုတွေစစ်ရေးအရာတိုက်ဆိုင်မှုတွေကိုမွေးဖွားပေးခဲ့တဲ့အဓိကမိစားပဲဖြစ်လာပါတော့တယ်ပရိယာဗီဟီယာဖျားเจ้าပဏိပခ1968ခုနှစ်ဝန်းကျင်မှာတော့ခေတ္တများငြိမ်သက်သွားခဲ့ပါတယ်အကြောင်းကတော့ကမ်ဘောဒီးယားနိုင်ငံဟာတူးထက်ပိုပြီးကြောက်စရာကောင်းတဲ့ပြည်တွင်းစစ်မီကြီးတွေကိုရောက်သွားခဲ့လို့ပါ1985မှာပိုပေါ့ဦးဆောင်တဲ့ခမာနီတွေဟာအာဏာရလာခဲ့ပါတယ်သူတို့ရဲ့အသွေးခေါ်တွေကြောင့်နိုင်ငံကိုတုံညနှစ်ကနေပြန်စမယ်ဆိုပြီးမြို့နေလူထုကိုတော်ထဲမောင်းထုတ်ပညာတတ်မှန်သမျှကိုတပ်ဖြတ်ခဲ့ပါတယ်
စာတက်လို့မျက်မှန်တက်လို့ဆိုတဲ့အကြောင်းပြချက်တွေနဲ့လူပေါင်း2 တန်းနီးပါးအဲ့ဒီအချိန်ကလူဦးရေရဲ့20ရာခိုင်နှုန်းအထိကိုတပ်ဖြတ်ခဲ့တာပါဒီအကျိုးဆက်ကယနေ့ခေတ်ကမ္ဘောဒီးယားလူအဖွဲ့အစည်းထိရိုက်ခတ်နေစေဖြစ်ပါတယ်ခမာနီတွေဟာပြည်တွင်းထဲမှာမကပြင်းထန်တဲ့အမျိုးသားစိတ်ဓာတ်နဲ့အိန္ဒိချင်းထိုင်းနဲ့ဗီယက်နမ်နယ်စပ်ကအရက်သားတွေကိုပါတိုက်ခိုက်တပ်ဖြတ်ခဲ့ပါတယ်1988မှာတော့ဗီယက်နမ်ဟာတိမခံနိုင်တော့ပဲစစ်အင်အားအလုံးရင်းနဲ့ဝင်ရောက်တိုက်ခဲ့တာကြောင့်မို့1989ခုနှစ်ဇန်နဝါရီမှာခမာနီအစိုးရပြုတ်ကျပြီးတောခုတ်သွားခဲ့ပါတယ်ကမ္ဘောဒီးယားကိုဆယ်စုနှစ်ကြာအထူးမှာအုပ်ချုပ်ခဲ့တဲ့ဗီယက်နမ်တပ်တွေဟာ1989ခုနှစ်မှာစုတ်ကသွားခဲ့ပါတယ်1994ခုနှစ်မှာတော့ကမ္ဘောဒီးယားအစိုးရတပ်ဟာတောခုတ်နေတဲ့ခမာနီတွေကိုအပြစ်ပေးမှမဟုတ်ဘူးလို့ကမ်းလှမ်းလာခဲ့တဲ့အတွက်လက်နက်ချခဲ့ကြပါတယ်နောက်ဆုံး1996ခုနှစ်မှာတော့နှစ်ပေါင်း40နီးပါးကမ္ဘောဒီးယားကိုဒုက္ခပေးခဲ့တဲ့ခမာနီပြဿနာဟာလုံးဝကိုချုပ်ငြိမ်သွားခဲ့ရပါတော့တယ်ပြည်တွင်းစစ်မီးတွေငြိမ်းသွားခဲ့ပေမဲ့နှစ်ပေါင်းများစွာမြုပ်နှံထားတဲ့အမျိုးသားရေးစိတ်ဓာတ်တွေနဲ့1909ခုနှစ်ကကြံရစ်ခဲ့တဲ့မြေပေါ်ဟောင်းကတော့တဖန်ပြန်လဲနိုးထလာဖို့အသင့်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်ဒါဟာ2008ခုနှစ်မှာတကြောပြန်ပောက်ကွဲလာမယ်ဖျားเจ้าရဲ့ပဏိပကအစပဲဖြစ်ပါတော့တယ်1996ခုနှစ်မှာခမာနီတွေလုံးဝချုပ်ငြိမ်သွားပြီးတဲ့နောက်မှာကမ္ဘောဒီးယားဟာနိုင်ငံကိုအသေးအံပြန်လည်တည်ဆောက်ခဲ့ပါတယ်2008ခုနှစ်မှာတော့ကမ္ဘောဒီးယားအစိုးရဟာပရီယာဗီဟီယာဖျားเจ้าကို UNESCO ကမ္ဘာအမွေအနှစ်စာရင်းသွင်းဖို့ကြိုးစားခဲ့ပါတယ်ဒီအခြေအနေကိုထိုင်းဘက်ကအတော်လေးကိုစိုးရိမ်ခဲ့ပါတယ်အဲ့ဒီအချိန်ကထိုင်းဝန်ကြီးချုပ်စမတ်ဆွန်ထရာဝတ်ရဲ့အစိုးရကအစပိုင်းမှာထောက်ခံခဲ့ပေမဲ့ထိုင်းနိုင်ငံအတွင်းကအမျိုးသားရေးဝါဒီတွေဖြစ်တဲ့အထူးသဖြင့်ရှက်ဝါအုပ်စုကဒါဟာတန်ပြည်ကိုရောင်းစားတာလို့ဆွဆွဲပြီးအကြီးအကျယ်ဆန္ဒပြခဲ့ကြပါတယ်ဒီလိုနဲ့ထိုင်းပြည်တွင်နိုင်ငံရေးအပြိုင်မှုတွေဟာနယ်စပ်ရေးရာနဲ့ရောထွေးသွားပြီးပောက်ကွယ်လူနေပါတွေဖြစ်လာခဲ့ပါတော့တယ်မကြာခင်မှာပဲနယ်စပ်မှာတပ်ဆွဲထားတဲ့နှစ်ဖက်စစ်သားတွေကြားပစ်ခတ်မှုတွေစတင်လာခဲ့ပါတယ်2011ခုနှစ်မှာတော့အခြေအနေဟာအဆိုးဝါးဆုံးကိုရောက်ရှိသွားပြီးအမြောက်စစ်ပွဲကြီးအဖြစ်အသွင်ကူးပြောင်းသွားခဲ့ပါတယ်နှစ်ဖက်စလုံးအရက်သားတွေကိုပြစ်မှတ်ထားတယ်လို့အပြန်အလှန်ဆွဆွဲခဲ့ကြပါတယ်ကမ္ဘောဒီးယားက B-21 ဒုံးပစ်စင်တွေနဲ့ထိုင်းနိုင်ငံဘက်ကိုကုန်းပေါ်ကြချင်းရရေးထဲကျ900ဆိုသလိုရန်တမ်းဖြစ်ခဲ့တာကြောင့်ထိုင်းနယ်စပ်ကအရက်သားတွေဟာတီကြီးတန်ရာရခဲ့ပါတယ်ထိုင်းဘက်ကလည်းအလားတူကမ္ဘောဒီးယားအရက်သားအဆောက်အုံတွေကိုကလစတာဘုံတွေနဲ့ကျဲချပြီးပြန်လည်တုံ့ပြန်ခဲ့ပါတယ်ဒီစစ်ပွဲဟာနှစ်အနေငယ်အကြာမှာငြိမ်သက်သွားခဲ့ပေမဲ့သူတို့ရဲ့အမွေဆိုးကတော့ယနေ့တိုင်ကျန်နေသေးပါတယ်ထိုင်းတို့ရဲ့ကျဲချခဲ့တဲ့ကလစတာဘုံတီးတွေဟာယနေ့တိုင်မပေါက်ကွဲသေးပဲမြေမြုပ်မိုင်းတွေလိုနေဆက်တစ်ချောင်းမှာရှိနေသေးပဲဖြစ်ပါတယ်ဒီဘုံကျွင်းကျက်တွေဟာနှစ်စဉ်ကမ္ဘောဒီးယားနေဆက်နေပြည်သူတွေကိုတည်ကြည်တန်ရာရစေတဲ့အဓိကအန္တရာယ်ဖြစ်နေခဲ့တာပါနိုင်ငံတကာဟာတားမြစ်ထားတဲ့ကလစတာဘုံတွေကိုအသုံးပြုခဲ့တာကြောင့်ထိုင်းနိုင်ငံဟာလည်းဝေဖန်မှုတွေကိုအပြင်းထန်ခံခဲ့ရပါတယ်2011ခုနှစ်အမြောက်စစ်ပွဲရဲ့အရှိန်ဟာ3နှစ်ကျော်ကြာတဲ့အထိမငြိမ်သက်ခဲ့ပါဘူးအခြေအနေကိုထိန်းသိမ်းဖို့အတွက်ကမ္ဘောဒီးယားအစိုးရဟာ1962ခုနှစ်ကချမှတ်ခဲ့တဲ့စီရင်ချက်ကိုအတိအကျအဓိပ္ပာယ်ပြန်ဖွင့်ပေးဖို့အတွက်နိုင်ငံတကာတရားရုံး ICJ ကိုထပ်မံတောင်းဆိုခဲ့ပါတယ်တရားရုံးဘက်ကတော့အခြေအနေကိုငြိမ်သက်စေဖို့နိုင်ငံတပ်တွေဟာအငင်းပွားဒေတာကနေချက်ချင်းဆုတ်ခွာဖို့အမိန့်ထုတ်ပြန်ခဲ့ပါတယ်ဒါကိုနှစ်ဖက်စလုံးကလက်ခံခဲ့ကြသလိုကမ္ဘောဒီးယားဘက်ကနေလည်းတင်းမာမှုကိုရှာချဖို့UNESCO ထံတွင်းထားတဲ့ရှောက်လောက်ကိုယာယီပြန်လည်ရုပ်သိမ်းပေးခဲ့ပါတယ်။နှစ်အကြာ2013ခုနှစ်မှာတော့ ICJ တရားရုံးကသမိုင်းဝင်ဆုံးဖြတ်ချက်တစ်ခုကိုထပ်မံချမှတ်ခဲ့ပါတယ်။ဒီတစ်ချိန်မှာကတော့တရားရုံးကဖျားเจ้าအဆောက်အုံတင်မကပဲဖျားเจ้าတည်ရှိရာတောင်ကုန်းတစ်ခုလုံးဟာကမ္ဘောဒီးယားပိုင်ဆိုင်တယ်လို့အမိန့်ချခဲ့ပါတယ်။ဒါဟာ1962ခုနှစ်တုန်းကမပြတ်သားခဲ့တဲ့ဖျားเจ้าဘေးမြေကိစ္စအပြစ်တက်ဆုံးဖြတ်ပေးလိုက်တာပဲဖြစ်ပါတယ်။တရားရုံးရဲ့အလိုအရဖျားเจ้าကိုပိုင်ဆိုင်နေဆိုရင်ဖျားเจ้าစီတွားရလမ်းနဲ့ဖျားเจ้าဝန်းကျင်မြေတွေက
ပိုင်ဆိုင်ရမယ်လို့အတိတ်ပဲဖွင့်ဆိုခဲ့တာပါဒီဆုံးဖြတ်ချက်ကလည်းပဏိပက္ခကိုလုံးဝအဆုံးသတ်နိုင်ခဲ့ပါဘူးထိုင်းဘက်ကတော့ဖျားเจ้าအပြင်ငကိုကမိမိတို့ရရှိထားတဲ့မြေကွက်လက်တွေကိုပါကမ်ဘောဒီးယားဘက်ပါသွားကြတာကြောင့်ဒီဆုံးဖြတ်ချက်ကိုလက်မခံပဲညှင်းဆိုခဲ့ပါတယ်ထိုင်းတို့ဟာဒီပြဿနာကိုနိုင်ငံတကာအဖွဲ့အစည်းတွေမပါဘဲကမ်ဘောဒီးယားနဲ့နှစ်ဦးချင်းတိုက်ဆွေးနွေးချင်ခဲ့တာပါဒါပေမဲ့ကမ်ဘောဒီးယားဘက်ကတော့နိုင်ငံတကာတရားရုံးရဲ့အတိမတ်ပြုမှုကိုပဲအခိုင်အမာလက်ကင်ထားပြီးတော့ညှင်းဆိုခဲ့ပါတယ်ဒီလိုနဲ့နှစ်ဦးနှစ်ဖက်ပြည်လည်မှုမရတဲ့အဖို့အထစ်တွေကနေနေဆက်မြင်အငင်းပွားမှုတွေဟာ2025ခုနှစ်မှာတော့ပြန်လည်ပောက်ကွဲလာမယ်စစ်မီရဲ့အဓိကမီးစားတွေဖြစ်လာခဲ့ပါတော့တယ်စစ်မြေပြင်ပြင်ပမှာလဲထိုင်းနဲ့ကမ်ဘောဒီးယားတို့ဟာယဉ်ကျေးမှုစစ်ပွဲကိုပြင်းပြင်းထန်ထန်ဆင်နွှဲနေကြပါတယ်အထူးသဖြင့်ထိုင်းတို့ရဲ့မွေထိုင်းနဲ့ခမာတို့ရဲ့ကွန်ခမာကဘယ်သူကအစ်စ်မှန်လဲဆိုတာအငင်းပွားမှုဟာဆိုရှယ်မီဒီယာပေါ်မှာအကြီးကျယ်ပေါက်ကွဲလာခဲ့ပါတယ်ခမာတွေကထိုင်းတွေဟာငါတို့ရဲ့အန်ကောယဉ်ကျေးမှုစီကနေအကုန်ခိုးယူတာလို့ယူဆတယ်လို့ထိုင်းတွေကလည်းခမာတွေကအကိုပိုင်ဖန်တီးမှုမရှိပဲလိုက်တူးနေတာလို့တုံ့ပြန်ကြပါတယ်ဒီယဉ်ကျေးမှုအားပြိုင်မှုဟာနိုင်ငံလူငယ်တွေကြားမှာအမုန်းတရားမျိုးစေ့ကိုချပေးခဲ့ပြီးထိုင်းအစိုးရအတွက်စစ်ပွဲဖော်ဆောင်ပေးဖို့လွယ်ကူစေတဲ့မျိုးချစ်စိတ်တဲ့အခြေခံကိုခိုင်မာအောင်တည်ဆောက်ပေးခဲ့တာပဲဖြစ်ပါတယ်ငိန်တက်နေတဲ့ပရိယာဗီဟီယာနေဆက်က2025ခုနှစ်မေလမှာတော့ပြန်လည်လောက်ခတ်လာခဲ့ပါတယ်မေလကုန်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့မတော်တဆပစ်ခတ်မှုတစ်ခုကြောင့်ကမ်ဘောဒီးယားစစ်တပ်သူတေဆုံးခဲ့ရပြီးတော့ဒါဟာငိမ့်ချမ်းရေးကိုဖျက်ဆီးလိုက်တဲ့ကနဦးစစ်မီဖြစ်ခဲ့ပါတယ်ဒီနောက်ပိုင်းမှာတော့နှစ်ဖက်စလုံးကနေဆက်တစ်ချောင်းစစ်အင်အားနဲ့လက်နက်ကြီးတွေကိုအလုံးအရင်းနဲ့တိုးချက်ချထားခဲ့ကြပါတယ်2025ခုနှစ်ဇူလိုင်လ24ရက်မှာတော့အဓိကစစ်ပွဲကြီးစတင်လာပါတော့တယ်နေဆက်ဒေတာဖြစ်တဲ့ပရာဆတ်တာမြွန်တန်မှာလက်နက်ကြီးတွေဒုံးကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်ကြသလိုထိုင်းဘက်ကနေကလည်း F-16 တိုက်လေယာဉ်တွေပါအသုံးပြုခဲ့တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်9ရက်အကြာမှာတော့အပြစ်ခတ်ရက်စက်ဖို့ကြိုးစားခဲ့ပေမဲ့နိုဝင်ဘာလအထိအပြန်အလှန်ပစ်ခတ်မှုတွေကတော့တောက်လျှောက်ရှိနေခဲ့ပါတယ်နေဆက်စစ်မီကိုငြိမ်းသက်ဖို့အတွက်အာဆီယံကကြားဝင်ကြိုးပမ်းခဲ့ပါတယ်2025ခုနှစ်အောက်တိုဘာလ26ရက်နေ့မှာကွာလာလမ်ပူမှာကျင်းပတဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာကွာလာလမ်ပူ Peace Accord ကိုနိုင်ငံလက်မှတ်ရေးထိုးခဲ့ကြပါတယ်ဒီသဘောတူညီချက်မှာတိုက်ပွဲတွေရက်စက်ဖို့နဲ့ချစ်ကြည်ရေးပြန်လည်တည်ဆောက်ဖို့အဓိကထားခဲ့ပေမဲ့မြေပြင်မှာတော့မုန်းတရားတွေကပျောက်ကွယ်မသွားခဲ့ပါဘူး Peace Accord လက်မှတ်ထိုးပြီး2လတောင်မပြည့်ခင်မှာပဲစစ်မီဟာတကြောပြန်ပြင်းထန်လာခဲ့ပါတယ်ဒီဇင်ဘာလ9ရက်နေ့ကစပြီးစီဆာခတ်ဘူရင်နဲ့ဆရနန်နေဇက်ဒေတာတွေမှာအပြင်းထန်တိုက်ပွဲတွေပြန်ဖြစ်ခဲ့ပါတယ်ဒီပဏိပက္ခဟာနေဇက်ချင်စီကိုခတ်တဲ့ကိစ္စနဲ့မြေမြုပ်မှန်ပောက်ကွယ်မှုကနေအချိန်မြင့်တက်လာခဲ့တာပါဒီအခြေအနေတွေကတင်းမာလာပြီးနောက်မှာတော့ထိုင်းစစ်တပ်ဘက်ကလုံးဝကိုခေါင်းမထောက်နိုင်အောင်လုပ်ပြစ်မယ်လို့ပြင်းပြင်းထန်ထန်ကြွေးကြော်ပြီးအင်အားအလုံးရင်းနဲ့စတင်တိုက်ခိုက်ခဲ့ပါတယ်ဒီတိုက်ပွဲမှာထိုင်းနိုင်ငံဟာသူတို့ရဲ့အစင်းမြင့် F-16 တိုက်လေယာဉ်တွေ UAV drone တပ်ဖွဲ့တွေကိုအသုံးချပြီးကမ်ဘောဒီးယားရဲ့ကုတ်ကရဌာနချုပ်တွေကိုလေကြောင်းကနေတိတိကျကျပုံချဲချိန်မုံခဲ့ပါတယ်တစ်ဖက်မှာလည်းကမ်ဘောဒီးယားဘက်ကအရှုံးမပေးပဲ B-21 ကတ်တုံးတွေနဲ့ထိုင်းနိုင်ငံဖက်ချမ်းကိုကုန်းပေါ်ကြထင်းရရေးထဲကျ900ဆိုသလိုရန်တမ်းပစ်ခဲ့ပြီးတော့တုံ့ပြန်ခဲ့ပါတယ်ဒီလိုအပြန်အလှန်ပစ်ခတ်မှုတွေကြောင့်နှစ်ဖက်စစ်သားတေဆုံးမှုဟာရာနဲ့ချီရှိခဲ့သလိုနေဆက်တစ်ချောင်းအပြစ်မဲ့ပြည်သူ6သိန်းကျော်ဟာလည်းအိုးအိမ်ဆွန့်ခွာပြီးဘေးလွတ်ရာကိုထွက်ပြေးခဲ့ရပါတယ်ဒါဟာရာစုနှစ်တစ်ခုကြာအောင်အပြေမထွက်ခဲ့တဲ့ပရိယာဗီဟီယာဘဟီနီရဲ့တွေးဆွခဲ့ရတဲ့နောက်ထပ်အခမ်းကဏ္ဍတစ်ခုဖြစ်လာပါတယ်2025ခုနှစ်ရဲ့နှစ်ကုန်ပိုင်းဒီဇင်ဘာလ29ရက်နေ့မှာတော့တရုတ်နိုင်ငံရဲ့ဂျားဝင်ဖြည့်ဖြတ်မှုနဲ့အတူနိုင်ငံပူးတွဲထုတ်ပြန်ချက်တွေထပ်ပေါ်လာခဲ့ပါတယ်92နိုင်အတွင်းအပြစ်ခတ်ရက်စဲဖို့နဲ့နေဆက်မြေမြုပ်မိုင်းတွေဖေရှားဖို့နဲ့ဖမ်းဆီးထားတဲ့စစ်သားတွေကိုပြန်လွတ်ပေးဖို့အတွက်သဘောတူညီခဲ့ကြပါတယ်ဒါဟာ2025ခုနှစ်ရဲ့သွေးစွန်းခဲ့တဲ့စစ်ပွဲကိုခေတ္တအဆုံးသတ်ပေးခဲ့လိုက်တဲ့နှီးကုံတစ်ခုဖြစ်ပါတယ်ဒီစစ်ပွဲမှာတော့ကမ်ဘောဒီးယားအတွက်အကြီးမားဆုံးအဟန့်တားကတော့
1990ကျော်ကခမာနီတို့ရဲ့အမွေဆိုးပါပဲခမာနီတွေကစာတပ်ပေတပ်မှန်တမျှကိုရှင်းလင်းခဲ့တာကြောင့်ကမ်ဘောဒီးယားမှာပညာတတ်လူဒန်းစားမျိုးဆက်ပြတ်သွားခဲ့ရပါတယ်ဒါကြောင့်2025ခုနှစ်မှာခင်မီစစ်လက်နက်တွေကိုအသုံးချရမှာကမ်ဘောဒီးယားဟာကိုယ်ပိုင်ပညာရှင်တဲ့ပြည်ပစစ်ရေးအကြံပေးတွေကအဓိကအားကိုးနေရပါတယ်ဒါဟာစစ်ပွဲအတွင်းမြန်ဆန်တဲ့ဆုံးဖြတ်ချက်ချရမှာထိုင်းနိုင်ငံနဲ့ရှင်ရင်အားနည်းချက်တစ်ခုဖြစ်စေခဲ့ပါတယ်ပရီယာဗီဟီယာဖျားเจ้าဟာကမ်ဘောဒီးယားဘက်ကနေကြည့်မယ်ဆိုရင်ကဘာယန်လို့ခေါ်တဲ့ပေပေါင်းများစွာမြင့်တဲ့ကြောက်ကမကြီးအစွန်းမှာတည်ရှိနေတာပါဒီပထဝီနေထားရထိုင်းဘက်လမ်းကြောင်းကိုတာပိတ်ဆို့ထားလိုက်ရင်ကမ်ဘောဒီးယားသားတွေဟာသူတို့ပိုင်ဆိုင်တဲ့ဖျားเจ้าကိုသူတို့ကိုယ်တိုင်တက်လို့မရတဲ့အခြေအနေဖြစ်နေပါတယ်ဒီအားနည်းချက်ကိုကောင်းကောင်းသိတဲ့ထိုင်းစစ်တပ်ဟာအခု2025ခုနှစ်စစ်ပွဲမှာဒီတောင်ကုန်းကိုအရင်ဆုံးသိမ်းပိုက်ဖို့အသေးအံစ조사ခဲ့တာပဲဖြစ်ပါတယ်2025ခုနှစ်ဒီဇင်ဘာလရဲ့စစ်ရေးအခြေအနေအရထိုင်းစစ်တပ်ဟာဖျားเจ้าကိုထိန်းချုပ်ထားနိုင်ပြီလို့ဆိုပေမဲ့ဒါဟာစစ်ပွဲရဲ့အဆုံးသတ်မဟုတ်နိုင်သေးပါဘူးကမ်ဘောဒီးယားအစိုးရအတွက်တော့ဘိုးဘေးတွေရဲ့ခဏနဲ့အမွေနှစ်ကိုမဟာပြိုင်ဖက်ထိုင်းတို့ဆန်ခါတိစာစစ်ရှုံးပြီးပေးလိုက်ရတဲ့ဆိုတာကိုအမျိုးသားရေးဂုဏ်သိက္ခာကိုမြောင်းတဲ့အရောက်ခံလိုက်တာပဲဖြစ်ပါတယ်ဒါဟာပြည်တွင်းအစိုးရပြုတ်ကျနိုင်တဲ့အထိကြီးမားတဲ့ကိစ္စမလို့သူတို့ဟာလွယ်လွယ်ကူကူနဲ့အရှုံးပေးမှမဟုတ်ပါဘူးတစ်ဖက်မှာလည်းထိုင်းနိုင်ငံဟာသူတို့ရဲ့အရှက်ရစေတဲ့ရာစုနှစ်ကိုပြန်လည်ကုစားဖို့အတွက်ပြင်းပြင်းထန်ထန်စူးစမ်းနေတာပဲဖြစ်ပါတယ်ဒီထိုင်းကမ်ဘောဒီးယားပဏိပက္ခကိုပြန်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့တဲ့တင်ငန်းစာအများကြီးပေးပါတယ်နံပါတ်1ကိုလိုနီခေတ်ကချနာခဲ့တဲ့မများသားတဲ့မြေပုံတွေဟာရာစုနှစ်တစ်ခုကြော်ကြတဲ့အထီတောင်အစိတ်အတောက်တွေဖြစ်နေနိုင်ပါတယ်နံပါတ်2တိတ်ဆိတ်ခြင်းဒီလက်ခံခြင်းဆိုတဲ့ဥပဒေမူအရာကိုအခွင့်အရေးကိုကိုယ်တိုင်မကာကွယ်အချိန်မရွေးဆုံးရှုံးသွားနိုင်ပါတယ်နံပါတ်3စစ်ပွဲရဲ့တကယ်သားကောင်းတွေဟာနေဆက်မှာရှိတဲ့အရက်သားတွေနဲ့အနာဂတ်လူငယ်တွေပဲဖြစ်ပါတယ်ကဲဒီလောက်ဆိုရင်ရာစုနှစ်နဲ့ချီပြီးအမြင့်တွင်နေတဲ့ပရီယာဗီဟီယာပဏိပက္ခအကြောင်းကိုအားလုံးပဲဇက်ရည်လေလောက်ပြီလို့မျှော်လင့်ပါတယ်။တမိုင်းဆိုတာတင်ကန်းစာယူဖို့လားဒါမှမဟုတ်လက်စာချေဖို့လားဆိုတာကိုတော့ပရိသတ်တို့ကိုယ်တိုင်ပဲဆုံးဖြတ်ကြည့်လိုက်ပါခင်ဗျ။